မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Caddy Simu Software Training Series ရဲ့သင်ခန်းစာလေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့စက်ရုံတွေဒီ control panel တွေထဲမှာ motor တွေနဲ့လျှက်စစ်ပတ်လန်းတွေကို NA တွေကနေပြီးတော့အဓိကကာကွယ်ပေးဖို့အတွဲဘက်အသုံးပြုလေးရှိတဲ့ protective device တွေဖြစ်တဲ့ circuit breaker နဲ့ overload relay တို့ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အချို့သောလေးလာကသာညီငယ်တွေအနေနဲ့ဒီပစ္စည်းနှစ်ခုစလုံးဟာပတ်လန်းကိုဖြတ်ပေးတာချင်းတူတူပဲမို့ဘာကွာသလဲဆိုတာဝေဝါးတတ်ကြပါတယ်တကယ်တော့သူတို့မှာလှုပ်ဆောင်ရမယ်အဓိကတာဝန်ချင်းလုံးဝမတူပါဘူးပထမဦးဆုံးအနေနဲ့ circuit breaker တွေရဲ့အဓိကတာဝန်ကတော့ line ကြိုးချင်းပူပြီးတော့ short ဖြစ်တဲ့ short circuit လိုမျိုးအလွန်ပြင်းထန်တဲ့လျှက်စစ်အန္တရာယ်တွေကြုံလာတဲ့အခါမှာဒီပတ်လန်းတစ်ခုလုံးနဲ့ဝါကြိုးတွေမီးလောင်ပျက်စီးမသွားအောင်ဒိုင်းတစ်ခုလိုအမြန်ဆုံးဒါ trip ပေးတဲ့ပစ္စည်းဖြစ်တဲ့သူကပတ်လန်းတစ်ခုလုံးရဲ့အသက်လို့လည်းပြောလို့ရပါတယ်ဒီစက်ရုံသုံးလျှက်စစ်စနစ်တွေနဲ့ control panel တွေထဲမှာအသုံးပြုနေတဲ့ circuit breaker ဆိုတာဘာလဲဒီ circuit breaker တခုရဲ့တာဝန်ဟာဆိုရင်ကျွန်တော်တို့ရဲ့လျှက်စစ်ပတ်လန်းထဲမှာပုံမှန်မဟုတ်တဲ့လျှက်စစ်စီးဆင်းမှုတွေကြုံရတဲ့အခါမှာဒါမှမဟုတ်လို့ရှိရင် line ကြိုးချင်း short ဖြစ်တာ short circuit လိုမျိုးအန္တရာယ်ရှိတဲ့ fault current အကြီးကြီးတွေဖြစ်လာတဲ့အခါမှာပတ်လန်းကိုချက်ချင်းအလိုလျောက်ဖြတ်တောက်ပြီးတဲ့အကာအကွယ်ခလုတ် switching device တခုဖြစ်တယ်သူရဲ့ဒီဆောက်ပုံအလုံးလုံးပုံကိုဆက်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီ mechanical နည်းအလုံးလုံးတဲ့ဒါပစ္စည်းတစ်ခုဖြစ်တယ်လျှက်စစ် short ဖြစ်လို့ရုတ်တရက်ထပွင့်လာမဲ့လွန်ပြင်းထန်တဲ့ဒီ electrical current တွေကိုကြားကနေပြီးတော့ baking ကင်းနဲ့ဖြတ်တောက်နိုင်စွမ်းလည်းရှိတယ်အဲ့ဒီလိုအန္တရာယ်တွေကိုအလိုလျောက်ကာကွယ်ပေးနိုင်ရုံနဲ့မကဘဲနဲ့ကျွန်တော်တို့လိုအပ်ရှင်လက်နဲ့ဖွင့်ရင်ပိတ်ရှင်တဲ့အခါမှာလည်းရိုးရိုး manual switch တစ်ခုလိုမျိုးစိတ်ချလက်ချအသုံးပြုလို့ရပါတယ်ဒါကြောင့်မို့အချုပ်ပြောရရင်လျှက်စစ်ပတ်လန်းတစ်ခုကိုဘေးအန္တရာယ်ကင်းကင်းနဲ့ချိတ်ဆက်ဖို့ဒါမှမဟုတ်ဖြတ်တောက်ဖို့အတွက်အဓိကဒီဇိုင်းထုတ်ထားတာဖြစ်ပြီးတော့လျှက်စစ်စနစ်တစ်ခုလုံးမှာရှိတဲ့အဖိုးတန်နဲ့မော်တာတွေ PLC တွေနဲ့တခြား control component တွေအပူလွန်ခဲ့ပြီးတော့မီးလောင်ပျက်စီးသွားမဲ့ဘေးအန္တရာယ်ကနေပြီးတော့ဒိုင်းတစ်ခုလိုအပြည့်အဝအကာအကွယ်ပေးထားတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ Caddy Simu Software ထဲမှာနောက်ပိုင်းမော်တာတွေမောင်းတဲ့ပတ်လန်းကြီးတွေဆွဲတော့မယ်ဆိုရင်ဘေးအန္တရာယ်ကင်းရှင်းမှုအတွက် power line ရဲ့ထိပ်ဆုံးမှာ miniature circuit breaker MCB လို့မပါမဖြစ်အရင်ဆုံးခံပြီးတော့ဆွဲပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ circuit breaker တွေရဲ့အတွင်းပိုင်းအလုံးလုံးပုံစနစ်ကိုဆက်ပြီးလေ့လာကြည့်ရအောင် breaker မျိုးစားအလုံးဟာဆိုရင်ပတ်လောင်းကိုဖြတ်တောက်ကာကွယ်ပေးရတာအခြေခံသဘောတရားချင်းတူကြပေမဲ့ကျွန်တော်တို့အသုံးပြုရမယ်ဘိုးအားပမာဏခန္ဓာရည်ရှိမဲ့ current rating နဲ့breaker မျိုးစားပုံမူပြီးတော့အတွင်းပိုင်းတိဆောက်ပုံအသေးစိတ်တွေကတော့ကွာခြားသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အိမ်တွေမှာသုံးတဲ့ NCB တွေမှာဆိုလို့ရှိရင်တော့လျှက်စီးကြောင်းတွေအလွန်မင်းစီးလာရင်ဖြစ်ပေါ်တဲ့အပူဒဏ်ဒါမှမဟုတ်လို့ရှိရင် short ဖြစ်တဲ့အခါမှာထွက်လာတဲ့လျှက်စစ်တန်လိုက်အားစတဲ့ဂုံတက်တိတွေကိုအသုံးပြုပြီးတော့ breaker ကိုယ်တဲ့အတွင်းထဲမှာအပြင်ကဘာအကူညီမှမလိုပဲနဲ့အလိုလျောက်ပတ်လန်းပြအောင်ဒါလှုပ်ဆောင်ပေးတယ်ဖြစ်ပါတယ်စက်ရုံခွဲရုံကြီးတွေမှာအသုံးပြုတဲ့ဘိုးအားမြင့် ampere အလွန်ကြီးမားတဲ့ breaker ကြီးတွေကြတော့အလုံးလုံးပုံချင်းမတူတော့ပါဘူးသူတို့ကတော့ fault ဖြစ်တာကိုသိနိုင်မှုအတွက်သီးသန့် protective relay တွေသုံးပြီးမှအာရုံခံရတယ်ပြီးတော့မီးပြတ်သွားတဲ့အခါမှာအကာအကွယ်စနစ်အလုံးလုံးနိုင်မှုအတွက်သီးသန့် battery power တွေအပြင်ကနေပေးရလိမ့်ရှိတယ်ဒါကတော့စက်ရုံကြီးတွေမှာသုံးတဲ့စနစ်ကြီးတွေမို့ဘဝသုဒ္ဓအနေနဲ့မှတ်သားနိုင်တယ်ကျွန်တော်တို့ကတော့ NCB စနစ်ကိုပဲအဓိကသုံးသွားမှာဖြစ်တယ်ပတ်လန်းထဲမှာ short ဖြစ်တာဒါမှမဟုတ် over current ဖြစ်တာကို breaker ကသိလိုက်ပြီးဆိုတာနဲ့ဒီလျှက်စစ်စီးကြောင်းကိုဖြတ်တောက်ဖို့အတွက်သူ့ရဲ့ contact အဆက်အသွယ်တွေဟာဆိုလို့ရှိရင်ချက်ချင်းဖွင့်ပေးမှာဖြစ်တယ်အထက်က contact ငုတ်တွေကိုလည်းရုပ်တရက်ဝုန်းကနေဒီကွာထပ်သွားဖို့အတွက်ပုံမှန်အားဖြင့်စက်မှုပိုင်းဆိုင်ရာတူလောင်ထားတဲ့ဒီစွမ်းရည်တွေဖြစ်တဲ့ spring ဒါမှမဟုတ်လေဖိအားတွေကိုအသုံးပြုပြီးအားကောင်းကောင်းနဲ့ဒီ breaker တွေကို contact တွေကိုခွာပေးမှာဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့သုံးမဲ့ NCB breaker တိတိလေးတွေမှာဆိုလို့ရှိရင်လက်နဲ့အဖွင့်ပိတ်လုပ်ဖို့ရသလိုထွေးပြစ်ပြီးသွားတဲ့အခါမှာလည်းလက်နဲ့ပြန်တင်လို့ရတဲ့ manual control lever ပါဝင်ပါတယ်ဒါပေမဲ့စက်ရုံသုံးခရိုင်ခွဲရုံသုံး breaker အကြီးကြီးတွေမှာတော့လူကလက်နဲ့သွားတင်ဖို့မဖြစ်နိုင်တော့ပါဘူးအဲ့ဒီအတွက်သူတို့မှာ solenoid ပတ်လန်းတွေကိုအသုံးပြုပြီးဒီလျှက်စစ်နဲ့ထွေးဖြစ်သလိုအထက်ကအားပြင်းတဲ့ separate တွေကိုပြန်ပြီးအားပြန်ဖြည့်တင်မှုအတွက်သေးငယ်တဲ့ motor လေးတွေကိုထည့်သွင်းတပါးထဲထည့်သွင်းအသုံးပြုထားတာဖြစ်ပါတယ် breaker တစ်လုံးမှာလျှက်စစ်အမြဲတမ်းဖြတ်တန်းစီးဆင်းနေပြီးတော့အဖွင့်ပိတ်လုပ်သွားတဲ့အခါမှာဆိုလို့ရှိရင်ဒီ arc တွေထွက်တတ်တဲ့အတွက်ကျွန်တော်တို့
သူ့ရဲ့ကွန်တက်ငုတ်တွေကိုလျှက်စစ်စီကူမှုအလွန်ကောင်းမွန်တဲ့ကျင်းနီကောပါကျင်းနီသတ္ထုဇက်ကောပါအလွိုင်းငွေသတ္ထုဇက်ဆဲဘာအလွိုင်းနဲ့တခြားလျှက်စီကူမှုမြင်မာတဲ့ဒီအစင်းမြင့်ပစ္စည်းတွေကိုတည်တည်ချာချာထုတ်လုပ်ထားတာတွေ့ရပါတယ်အခုဆက်ပြီးတော့ကျွန်တော်တို့အိမ်နေမှာဒါမှမဟုတ်လို့ရှင်စက်ရုံသုံးကွန်ထရိုးပန်နယ်တွေမှာမပါမဖြစ်အသုံးပြုရလေးရှိတဲ့ဒီ miniature circuit breaker အကြောင်းကိုအသေးစိတ်ကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အခုကျွန်တော်တို့တွေ့ရတဲ့ breaker လေးအားဆိုလို့ရှင် miniature circuit breaker NCB လေးပဲဖြစ်တယ်ဒီ NCB တွေကိုကျွန်တော်တို့ဒီ ampere rating အနေနဲ့100ရဲ့အောက်မှာဒီဇိုင်းထုတ်လုပ်ထားတယ်ပြီးတော့သူ့ကို trip လုပ်နိုင်တဲ့ဒီလျှက်စီးကြောင်းပမာဏတွေကိုလည်းဒါကျွန်တော်တို့ထိန်းကြီးလို့မရဘူးပြီးလို့ရှိရင်သူ့ရဲ့အလုံးလုံးပုံဟာဒီလျှက်စီးကြောင်းမြင်မာမှုကြောင့်ဖြစ်ပေါ်လာတဲ့အပူဒါမှမဟုတ်လို့ရှိရင်ဒီအပူကြောင့်ဖြစ်ပေါ်လာတဲ့ဒီတန်လိုက်စက်ကွင်းကိုအသုံးပြုပြီးမှအလုံးလုံးတယ်ဒါဆိုတော့လို့ပဲကျွန်တော်တို့ရဲ့ဒီအိမ်နေဒါမှမဟုတ်လို့ရှိရင်စက်ရုံကွန်ထရိုးပန်တွေမှာမပါမဖြစ်အသုံးပြုလို့ရတယ်ဒီ circuit breaker တစ်မျိုးဖြစ်တဲ့ Modaki circuit breaker လေး MCC ပဲဖြစ်ပါတယ်ဒီ breaker လေးဟာဆိုလို့ရှိရင်ဒီသူ့ရဲ့ ampere ဟာအများဆုံး1000ထိပဲဒီဇိုင်းထုတ်လုပ်ထားတယ်နောက်ပြီးတော့သူ့ရဲ့ဒီ trigger current ကိုလိုသလိုကျွန်တော်တို့ထိန်းကြည့်နိုင်တယ်သူ့ရဲ့အလုံးလုံးပုံသဘောတရားကလည်းကျွန်တော်တို့ NCB လိုမှလိုပဲဒီတာမန်နီးနဲ့ဒါမှမဟုတ်လို့ရှင်တာမန် magnetic နီးနဲ့အလုံးလုံးတာဖြစ်ပါတယ်နောက်ပြီးတော့အခြား breaker အမျိုးအစားတွေဖြစ်တဲ့ဒီ RCD residual current device နောက်ပြီးတော့ RCCB residual current circuit breaker ကြည့်အောင်မယ် beacon circuit breaker ဖြစ်တဲ့ BCB ရှိမယ်နောက်တစ်ခုကair circuit breaker ဖြစ်တဲ့ ACB ရှိမယ်အခုဆက်ပြီးတော့ကျွန်တော်တို့က motor overload current တွေကို protection လုပ်ပေးမယ် overload relay ကိုဆက်ပြီးတော့ကျွန်တော်တို့လေ့လာသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ overload relay ဟာဘယ်လို device မျိုးလဲဆိုလို့ရှိရင်လေ့လာကြည့်မယ်ဆိုလို့ရှိရင်ဒီ overload relay ကဆိုလို့ရှိရင်ဒီလျှက်စစ် motor ကိုပေးထားတဲ့လျှက်စစ် line 3 line တွေကကြိုက်တဲ့ဒီ line တစ် line ကဖော့ဖြစ်သွားတယ်ဒါမှမဟုတ်လို့ရှင်ဒီ motor ကနေပြီးတော့ over current တွေဆွဲသွားတဲ့အခြေအနေမျိုးမှာဆိုလို့ရှင်ဒီ motor overload ကဒါအလုံးလုံးတာဖြစ်ပါတယ်ဘယ်လိုလုံးလုံးမလဲဆိုလို့ရှင်သူ့ရဲ့ contact တွေကိုအသုံးပြုပြီးတော့ဒီ motor ကိုဒါပိတ်ပေးမှဖြစ်တယ်ပြီးတော့ဒီ overload မှာဆိုရင်ကျွန်တော်တို့ကအလွယ်တကူမှတ်မယ်ဆိုရင် magnetic conductor လိုပဲ main contact ရဲ့ auxiliary contact ရဲ့ဆိုတာရှိတယ်လို့ကျွန်တော်တို့ဒါသတ်မှတ်နိုင်တယ်ဒီ overload ရဲ့ main contact နှစ်ခုပါဆိုလို့ရှိရင် main contact ဆိုလို့ရှိရင်ဒီအဓိက motor တွေကိုစီးဆင်းနေတဲ့ဒီလျှက်စစ် current ကိုအာရုံခံနေတဲ့ contact ဖြစ်တယ်အဲ့လိုအာရုံခံလို့ဒီ motor ကနေပြီးတော့မှ over current ဖြစ်တယ်ဆိုပြီးတော့ပြီးတဲ့အချိန်မှာဒီသူ့ရဲ့ auxiliary contact တွေဖြစ်တဲ့ဒီ motor protection control တွေအသုံးပြုထားတဲ့ contact တွေဟာဒါ NONC တွေကအလုံးလုံးသွားမှာဖြစ်တယ်တော့ဒီဈေးကွက်ထဲမှာဆိုလို့ရှိရင် overload relay ကိုပုံစံနှမျိုးနဲ့တွေ့ရမှာဖြစ်တယ်ပထမပုံစံကတော့ဒါကျွန်တော်တို့အများဆုံးတွေ့ရတဲ့တာမဲ overload relay ဖြစ်ပါတယ်သူ့ရဲ့အလုံးလုံးပုံအားဆိုရင်ဒီ motor တွေကိုစီးဆင်းတဲ့လျှက်စီးကြောင်းဒီလျှက်စစ် current တွေကိုဒါကျွန်တော်တို့ဖြတ်စည်းစေပြီးတော့ဒါသူတတ်မှတ်ထားတဲ့လျှက်စီးကြောင်းတွေပူစည်းတဲ့အခါမှာဆိုရင်ဖြစ်ပေါ်လာတဲ့သူ့ရဲ့အပူကိုအသုံးပြုပြီးတော့အလုံးလုံးတာဖြစ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ magnetic overload relay ဖြစ်တယ် magnetic overload relay ရဆိုလို့ရှိရင်ဒီကျွန်တော်တို့ကအဓိကဒီ motor တွေကိုစီးဆင်းသွားတဲ့ဒီလျှက်စစ်စီးကြောင်းရဲ့တန်လိုက်ဆက်ကွင်းကိုအာရုံခံပြီးတော့မှအသုံးပြုပြီးအလုံးလုံးတဲ့ဒါ overload relay ဖြစ်တယ်ဒီ overload relay ဟာဆိုလို့ရှိရင် motor ကသတ်မှတ်ထားတာတဲ့ပို့ပြီးတော့လျှက်စီးကြောင်းတွေကိုအချိန်ကာလတစ်ခုအထိအဆက်မပြတ်ပို့ပြီးတော့အသုံးဆွဲနေတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ဒါမီလိုင်း3လိုင်းနဲ့ကနေပြီးတော့မှတစ်လိုင်းပြတ်တောက်သွားတဲ့ phase failure ပြဿနာကြုံရတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် motor စီကိုသွားမဲ့ဒီလျှက်စီးကြောင်းကိုဖြတ်တောက်ပေးဖို့အတွက်ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်ဒါဆိုရင်သူကဘယ်လိုအာရုံခံလဲဆိုတော့သူ့ရဲ့ main contact ငုတ်တွေကနေတဆင်အပူချိန်မြင့်တက်လာမှုကိုဒီအာရုံခံလိုက်မယ်အဲ့ဒီလိုအပူလွန်ခဲ့တာကိုသိပြီဆိုတာနဲ့ဒါသူ့ရဲ့ auxiliary contact တွေဖြစ်တဲ့ anode ဒါမှမဟုတ် NC တွေကိုအဖွင့်ပိတ်လုပ်ပြီးမှဖြစ်တယ်
သူ့ရဲ့အတွင်းပိုင်း main contact ကြီးကိုဓာတ်ရိုက်ဖြတ်တာမျိုးမဟုတ်ဘဲနဲ့အပြင်ဘက်က control ပတ်လမ်းကိုဖွင့်ပိတ်လုပ်ပေးမဲ့ auxiliary contact တွေဖြစ်တဲ့ NO နဲ့ NC ငုတ်တွေကိုအလုံးလုံးခိုင်းလိုက်တာဖြစ်ပါတယ်ပုံမှန်အားဖြင့်တော့မော်တာထိန်းချုပ်တဲ့ control line ကိုဖြတ်တောက်ဖို့ NC ငုတ်ကိုအသုံးပြုပြီးတော့ motor overload ဖြစ်လို့ဒါ trip ကျသွားကြောင်းမီးဖွင့်ပြဖို့NO ငုတ်ကိုအသုံးပြုတယ်တိဆောက်ပုံနဲ့အတောင်းချပုံမှာတော့ breaker နဲ့ဒါခက်စင်စင်တူပါတယ်ဒါပေမဲ့အရေးကြီးဆုံးကွာခြားချက်ကတော့engineer တယောက်အနေနဲ့လုံးဝမှတ်ထားရမယ့်အချက်ပါပဲမော်တာတွေကစမောင်းတဲ့အချိန်မှာ starting time မှာဒီကားတန်းကပုံမှန်ထက်5ဆကနေ9ဆလောက်အထိရုပ်တရက်ဒါဆွဲသွားတတ်တယ်အဲ့ဒီလိုစမောင်းတဲ့အခါလျှက်စီးကြောင်အများကြီးစီးတဲ့အချိန်မှာ breaker လိုမျိုးချက်ချင်းဒုံးကနေလိုက်ကြသွားရင်မော်တာမောင်းလို့ရမှာမဟုတ်တော့ဘူးဒါကြောင့်မလို့ဒီ overload relay ကမော်တာရဲ့အပူချိန်အခြေအနေကိုတွက်ချက်ပြီးတော့မှတကယ်တင့်တော်တဲ့အချိန်ရောက်အောင် over current ဖြစ်နေမှာဒါပတ်လန်းကိုဖြုတ်ချပေးဖို့အတွက်သတ်မှတ်တဲ့အချိန်ဆောင်တိုင်းမှု delay time တစ်ခုဒါခံပေးထားတာဖြစ်တယ်ဒီ overload relay ရဲ့အတွင်းပိုင်းကိုအပူခံဖြစ်တဲ့ဒါ solar port အမျိုးအစားဒါမှမဟုတ်ရင်ဒါ bimetal strip အမျိုးအစားနှမျိုးနဲ့ပြုလုပ်ထားမယ်ကျွန်တော်တို့လက်တွေ့လုပ်ငန်းဝင် software တွေထဲမှာအသုံးအများဆုံးကတော့အပူကြောင့်ကွင်းညွတ်သွားတဲ့ tattoo နှပြဆက် bimetal strip ကိုအသုံးပြုထားတာဖြစ်ပါတယ်အခုတွေ့ရတဲ့ပုံလေးဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Gary Simulator software ထဲမှာတွေ့ရမယ်ဒီတာမယ် overload relay ရဲ့သူရဲ့ schematic diagram လေးဖြစ်ပါတယ်ဒီ overload relay မှာဆိုလို့ရှိရင်ကျွန်တော်တို့က main contact ရဲ့ auxiliary contact ရဲ့ပါတယ်လို့ကျွန်တော်တို့ဒါခွဲပြီးတော့မှတ်နိုင်တယ် main contact မှာဆိုလို့ရှိရင်ကျွန်တော်တို့ magnetic contactor လို့ပဲသူရဲ့နံပါတ်က135246ဒါဒီလိုပေးထားတာတွေ့ရမယ် auxiliary contact တွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ NO မှာဆိုရင်97 98 95 96က NC ဆိုပြီးတော့သတ်မှတ်ထားတာတွေ့ရမယ်အဲဆိုရင်ကျွန်တော်တို့က main contact ကိုဒါ magnetic ရဲ့ contactor ရဲ့အထွက်မှာတက်မယ် auxiliary contact ကတော့ကျွန်တော်တို့ magnetic contactor ကိုဒါပိတ်ပေးဖို့အတွက်လိုအပ်တယ်လို့ကျွန်တော်တို့အသုံးချသွားမှာဖြစ်ပါတယ်အခုဆက်ပြီးတော့ကျွန်တော်တို့ magnetic overload relay ဒါမှမဟုတ်လို့ရှိရင် electronic overload relay ကိုကျွန်တော်တို့လေ့လာကြည့်အောင်ပထမဆုံးအချက်အနေနဲ့ဒီ magnetic overload relay ဟာဆိုလို့ရှိရင်ဒီ thermal overload relay နဲ့ relay လိုပဲသူအပူချိန်နဲ့တိုင်းတာမဟုတ်တော့ပါဘူးမော်တာစီကိုစီးဆင်းသွားတဲ့ဒီလျှက်စစ်စီးကြောင်းဖြစ်ပေါ်လာတဲ့တန်လိုက်ဆက်ကွင်းအားကိုမှဖမ်းယူပြီးတော့ဒီ magnetic overload relay ဟာလှုပ်တာဖြစ်ပါတယ်သူရဲ့အတွင်းပိုင်းဖွဲ့စည်းပုံဟာဆိုလို့ရှိရင်တော့ဒီမော်တာရဲ့လျှက်စစ်စီးကြောင်းလျှက်စစ်စီးဆင်းမဲ့ဒီ coilပတ်လန်းတစ်ခုရဲ့အတွင်းထဲမှာရွေးရှားနိုင်တဲ့တန်လိုက်ဥတိုင်းတစ်ခုထည့်သွင်းတိစောက်ထားတာကိုကျွန်တော်တို့တွေ့ရမယ်မော်တာတွေကဒီ overload ဖြစ်လို့ကားရနေအများကြီးစီးလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ coil ကနေပြီးတော့တန်လိုက်တက်တွေအားကောင်းကောင်းနဲ့ထွက်လာပြီးတော့အလဲကတန်လိုက်ဥတိုင်းကိုအပေါ်ဘက်ကိုဆွဲတင်လိုက်တယ်အဲ့ဒီလိုဥတိုင်းကအပေါ်ကိုမြင့်တက်သွားပြီးတော့သတ်မှတ်ထားတဲ့အကွာဝေးတစ်ခုရောက်ပြီဆိုတာနဲ့ဒီကျွန်တော်တို့အပေါ်ဆုံးထိပ်မှာရှိတဲ့ဒီ control contact ငုတ်တွေကိုဒါသွားပြီးတော့ဖွင့်ပြီးတော့ဒါဖြတ်တောက်လိုက်တာဖြစ်တယ်အယိုးရှင်းဆုံးအထီးရောက်ဆုံးဒီ magnet ရဲ့ဒါစနစ်တစ်ခုလည်းဖြစ်တယ်ဒါဆိုရင်ဒီ magnetic overload relay ရဲ့အဓိကအားသာချက်ကဘာလဲဆိုလို့ရှိရင်သူကတန်လိုက်တက်ကိုပဲကြည့်တာဖြစ်တဲ့အတွက်ပတ်ဝန်းကျင်ရဲ့အပူချိန်ဘယ်လောက်ရှိဘယ်လောက်ပဲအပြောင်းလဲဖြစ်လုံးဝလိုက်ပြီးတော့တက်ရောက်မှုမရှိပါဘူးဒီပတ်ဝန်းကျင်အပူချိန်လွန်မွန်းဆိုးဝါးပြောင်းလဲတဲ့နေရာမျိုးတွေဒါမှမဟုတ်လို့ရှိရင်နေပူထဲမှာဓာတ်ရိုက်ချထားရတဲ့အပြင်ဘက်မှာထားတဲ့ control panel တွေမှာဆိုလို့ရှိရင်တော့တာမယ်အမျိုးအစားတွေကိုသုံးလို့ရှိရင်ပတ်ဝန်းကျင်အပူချိန်ကြောင့်ဒါအလုံးမပြီးတော့ဒါမကြာခဏပြဿနာတွေဖြစ်တတ်တယ်ဒီလိုနေရာမျိုးတွေမှာဆိုလို့ရှိရင်တော့ magnetic overload relay ကိုအဓိကသုံးပြီးတော့ရွေးချယ်ကြတယ်ဒီ magnetic overload အမျိုးအစားကိုမှထပ်ပြီးတော့ electronic စနစ်နဲ့ dashboard တို့မဟုတ်အရေးနဲ့အချိန်ဆွဲပေးတဲ့ဒီ mechanism ကိုဆိုပြီးတော့နှစ်မျိုးထပ်ခွဲနိုင်တယ်အခုညာဘက်ပေါ်ပုံမှာမြင်ရတဲ့အတိုင်း toroid transformer နဲ့ဒီတန်လိုက်ဆက်ကွင်းကိုတိုင်းတာပြီးတော့ဒီ solid state interface နဲ့တွဲဖက်အသုံးပြုတဲ့ overload relay စနစ်တွေဟာဆိုရင်ဒီနေ့ခေတ်မှာစက်ရုံခွဲရုံတွေမှာအဆင့်မြင့်နဲ့အသုံးပြုလာကြရည်ဖြစ်ပါတယ်အခုတွေ့ရတဲ့ပုံလေးရဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့electronic ဒါမှမဟုတ်လို့ရှိရင် magnetic overload relay ရဲ့ schematic diagram လေးလို့ကျွန်တော်တို့ယူဆနိုင်ပါတယ်အခုကျွန်တော်တို့ဒီ
magnetic overload relay လေးမှာဆိုရင်တော့သူ့အတွက်သတ်မှတ်ထားတဲ့ schematic diagram လေးကိုကျွန်တော်တို့မတွေ့ရပါမယ်သူ့ရဲ့ကျွန်တော်တို့စီးစင်းနိုင်တဲ့အတက်ဆင်နိုင်တဲ့ပုံအတိုင်းပဲဒီမှာပုံလေးကိုရွေးရှင်းလွယ်ကူအောင်ဒါဖန်တီးပြီးတော့ဆွဲပေးထားပါတယ်အခုဒီပုံလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအဝိုင်းလေး၃ဝိုင်းရှိတယ်ဒါဆိုရင်ကျွန်တော်တို့ဘယ်ဘက်မှာရှိနေတဲ့ magnetic overload relay က main contact တွေကိုတနည်းအားဖြင့်ဒီမော်တာစီသွားမယ်နောက်ဝါယာကြိုးတွေကိုကျွန်တော်တို့ဝင်ရမယ့်အပေါက်လေး၃ပေါက်ဖြစ်တယ်အဲဒီပြီးရင်သူ့ရဲ့ auxiliary contact တွေကတော့ကျွန်တော်တို့တာမန် overload relay တွေရဲ့ contact နဲ့တူမယ်နံပါတ်တွေရော NONC တွေရောအတူတူဖြစ်တယ်မတူတာကကျွန်တော်တို့ဒီတာမန် overload relay တွေမှာဆိုရင်အပူကိုအာရုံခံပြီးတော့အလုံးလုံးတယ်ဒီမှာဆိုရင်သူ့ရဲ့လျှက်စီးကြောင်းကဖြစ်လာတဲ့တန်လိုက်ဆက်ကွင်းကိုအာရုံခံပြီးအလုံးလုံးတယ်ဒီနှစ်ခုခွဲခြားသွားမယ်ဒါဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့ carry signal ထဲမှာဒီ overload relay ကိုကျွန်တော်တို့ circuit breaker တွေကိုဘယ်လိုထည့်ဆွဲမလဲဆိုတာကျွန်တော်တို့ဆက်ပြီးလေ့လာကြည့်အောင်ဝေကျွန်တော်တို့ carry signal software လေးကိုဖွင့်လာပြီးဆိုတော့ထုံးစံတိုင်းသူ့ရဲ့ password လေးကိုကျွန်တော်တို့ရိုက်လိုက်မယ်သူ့ရဲ့ password လေးဟာ4.6နဲ့ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ carry signal software လေးကိုအသုံးပြုလို့ရပါပြီပထမဆုံးအနေနဲ့ကျွန်တော်တို့ carry signal software လေးကိုသူ့ရဲ့ working area ကိုဆုံးချဲလိုက်မယ်ပြီးရင်ကျွန်တော်တို့ circuit breaker လေးကိုအရင်ဆွဲမှာဖြစ်ပါတယ် circuit breaker လေးကိုဆွဲမယ်ဆိုလို့ချင်းကျွန်တော်တို့2ပါးရဲ့ automatic magneto တားမစ်ထဲမှာကြည့်ရမယ်ဒီမှာကြည့်လိုက်မယ်ဆိုလို့ချင်းကျွန်တော်တို့ဒီမှာဒါ circuit breaker လေးတွေရှိမယ် circuit breaker ဆိုရင်သူ့ရဲ့ symbol လေးတွေပေါ့1 volt 2 volt 3 volt ဒီမှာနောက်ထပ်ဒါ4 volt လို့ရှိမယ်ပြီးရင်ဒီဘက်မှာဆိုလို့ရှိရင်ဒါ magneto thermic switch လေးတွေရှိမယ်ဒါဆိုရင် circuit breaker လေးတွေပေါ့ပြီးရင်1 volt circuit breaker မှာ1 voltပြီးရင်2 volt 3 volt 3 volt black neutral ဒီလိုရှိမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမော်တာတွေကိုမောင်းတဲ့အခါမှာအသုံးပြုတဲ့ circuit breaker လေးကိုပထမအဆုံးယူမယ်ဒီမော်တာတွေ circuit breaker ကိုမယူခင်မှာဗာယူရမလဲဆိုရင်ကျွန်တော် power source ယူမယ် power source ယူတဲ့အခါမှာကျွန်တော်တို့ neutral bar ယူလိုက်မယ်ပေါ့ line 3 line နဲ့ neutral bar ယူမယ်ယူပြီးပြီဆိုလို့ရှိရင် circuit breaker ယူမယ် circuit breaker ယူတဲ့အခါမှာဒီထဲမှာယူရမယ် automatic magneto တားမစ်ဆိုတဲ့ထဲမှာအဲ့ထဲမှာကျွန်တော်တို့က power သုံးဖို့ motor မောင်းဖို့အတွက်3 volt breaker တစ်လုံးယူလိုက်မယ်ဒီအောင်မှာထားမယ်ပြီးရင်ကျွန်တော်တို့က motor ကိုမောင်းနေတဲ့အခါမှာအဓိကအသုံးပြုတဲ့ magnetic conductor ရဲ့ main contact ကိုသူ့အောက်ကယူပြရမယ်ပေါ့လား motor ရေမောင်းတဲ့ circuit ကိုဆွဲတဲ့အခါမှာပြီးလို့ရှိရင်ကျွန်တော်တို့ကစောစောတုန်းကဒီ magnetic conductor ရဲ့အောက်မှာဘာကိုသုံးရမလဲဆိုလို့ရှိရင် overload relay ပေါ့ဒီထဲမှာဆိုလို့ရှိရင်တာမယ် relay လေးတစ်ခုပဲပါမယ်3 volt ကျွန်တော်တို့ electronic အတွက်မပါဘူးပေါ့အားကြောင့်ကျွန်တော်တို့ဒီမှာတာမယ်လေးပဲသုံးလိုက်မယ်ဒီဘယ် overload relay ပဲသုံးသူ့ရဲ့ operation function ကအတူတူပဲဖြစ်တဲ့အတွက်ဒါပြဿနာမရှိဘူးမရှိဘူးဆိုတော့ဒီမှာ power source ရပြီ breaker ရပြီ magnetic conductor ရပြီ overload ရပြီပြီးရင်ကျွန်တော်တို့အောက်ကတော့ simulation လုပ်နေတဲ့ဒါ motor ယူလိုက်မယ်ယူလိုက်ပြီဆိုရင်ဒါဆက်လိုက်တော့ဆက်တဲ့အခါမှာကျွန်တော်ဝါရိုးနဲ့ဆက်နေယူတဲ့အခါမှာဒီမှာပါရှိမှဆိုရင်3 wire နဲ့ကျွန်တော်ဆက်လိုက်မယ်โอเค3 wire ဆက်မယ်ဆက်လိုက်မယ်ဆက်လိုက်โอเคဒါဆိုရင်ဒါဒီ circuit လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ motor က breaker တင်မယ်ပြီးရင် magnetic conductor လုံးမယ်ဒါဆိုလို့ရှိရင်ဒီ motor run လို့ရမယ် motor overcurrent ရှိရင်ဒီ overload relay ကဖြတ်မယ်ဖြတ်တဲ့အခါမှာဒါ motor ရက်မယ်ပေါ့အဲ့ချိန်မှာကျွန်တော်တို့ magnetic conductor ကပ်ဖို့ဆိုလို့ရှိရင်သူ့ကို control circuit ဆွဲရမယ်ဆိုတော့ဒါနောက်သင်ခန်းစာမှာကျွန်တော်တို့ဆက်ပြီးကြည့်ရမယ်အခု
ကျွန်တော်တို့ဒီမှာဆိုရင်ဒါ1 volt 3 volt breaker ရဲ့2 volt breaker ရဲ့ကိုကျွန်တော်တို့ဒါယူပြထားခဲ့မယ်ဘာဖြစ်လို့လဲဆိုကျွန်တော်တို့ normal control circuit ဆွဲတဲ့အချိန်မှာဒီ breaker တွေကိုကျွန်တော်တို့အသုံးပြုရမှာဖြစ်တယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဒါကတော့ဝါကျိုးဒီမှာဆွဲကျိုးမြူတော့ပါဒါဆိုရင်ဒီ circuit မှာဆိုရင်ဒီဘက်ကဆိုလို့ရှိရင်ဒါ motor level circuit ဒီဘက်က circuit မှာ2 volt မှာဆိုရင်ကျွန်တော်တို့က control circuit အနေနဲ့ဆွဲနိုင်ဒါလေးကိုမလုပ်ခင်ကျွန်တော်တို့က simulation လုပ်ကြည့်မယ်နောက်ရက်မှာသူ့ရဲ့နာမည်တွေလည်းအတိအကျပေးပြီးတော့ဒီ control circuit ကိုဆွဲမယ်ဒါဆို simulation ကျွန်တော်တို့လုပ်လိုက်မယ်လုပ်လိုက်တဲ့အချိန်မှာ breaker တင်လို့ရမယ်ဒီမှာ breaker တင်လို့ရမယ်ပြီးရင် magnet controller on လို့မရဘာလို့လဲဆို magnet controller လုပ်ဖို့သူ့ရဲ့ coil ကိုခိုင်းမှရမယ်ဒါ overload ဆန်းလို့ရမယ်ဒါမှ overload ကလည်းဒါ main contact က overload ကလည်းဆန်းပြီးဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲရမယ်သူ့ကိုအလုပ်လုပ်ဖို့ဆိုရင်စောစောတော့က magnetic controller ရဲ့ coil မှာသွားပြီးတော့ဒါ on လုပ်ပြရမယ်ပေါ့ okay ဒီနေ့ဗီဒီယိုလေးရဆိုရင်ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်